မင်းအောင်လှိုင်ကိုအခုချိန်မှာတော့ထောက်ခံနေပါတယ်အခြေအနေနဲ့ကြည့်ပြီးတော့ဥပမာဆိုကိုကြီးလိုလူမျိုးတွေပေါ့ဗျာအခုကျသူတို့ဝင်လုံးနေတယ်ဆိုပေမဲ့တစ်ချိန်မှာသူတို့အားလုံးကဘက်ကန်ပြီးပြန်လာပြီးဆိုရင်မင်းအောင်လှိုင်ထီအုပ်စုဒီကြံခဲ့ပြီးတော့လုံးဝကြီးနေပြိုလဲတဲ့အချိန်ကအလွန်နီးကပ်လာတဲ့ပုံရိပ်ကိုကျွန်တော်မြင်နေရပါတယ်သူ့မှာအင်အားရှိနေတယ်ဆိုရင်ကျွန်တော်တို့စိတ်သက်အားဖြင့်ရော့ကျသွားဆိုသူ့အင်အားဟာမှန်ကန်တဲ့အင်အားမဟုတ်ဘူးကျွန်တော်တို့ရဲ့စုဖွဲ့မှုအင်အားဒီတာလဲမှန်ကန်တဲ့အင်အားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့မကြခင်အချိန်မှာတော့အရွေးကြီးတစ်ခုလာပိုင်းပေါ့ကျွန်တော်မျိုးလင်းတာလာပိုင်းမှာအရွေးကြီးတစ်ခုအချိန်ကုန်ကြီးနဲ့ကမ္ဘာနိုင်ငံကြီးတွေအင်အားသိမှုကြီးဖြစ်လာလိမ့်မယ်လို့ကျွန်တော်တို့တွက်ဆထားပါတယ်ခင်ဗျကျွန်တော်တို့ channel ကိုကြည့်ရှုပါတယ်ကျွန်တော်တို့ channel ကိုဆက်ပြီးနေ့စဉ်သတင်းတွေတွေမှာတင်ဆက်ပေးမှာကျွန်တော်တို့ channel ကို subscribe လုပ်ပြီးတော့တောင်းဆိုချင်ပါတယ်နောက်လူသားတိုင်းလုပ်ပြီးတော့တစားကန်လုပ်အဲ့တော့လက်လက်ကြီးနဲ့ကျွန်တော်ဝိုင်းပြစ်ခတ်ရင်အပြစ်မဲ့လူတွေပေးမှာဆိုလို့ကျွန်တော်တို့ဘက်ကမလုပ်သေးတာလို့ကျွန်တော်ယူဆရပါတယ်တကယ်မတိုက်နိုင်လို့မဟုတ်ဘူးအဲ့တော့စဉ်းစားကျွန်တော်ပြောခဲ့တဲ့စကားထဲမှာလည်းပါတယ်ခင်ဗျားတို့ကအပြစ်မဲ့လူနိုင်ငံသားတွေကိုအရက်သားတွေကိုဖမ်းထားပြီးတော့လူသားတိုင်းလို့တစားကန်လုပ်ပြီးတော့ခုခံနေတာလို့ဒါကစစ်ရာဇဝတ်မှုလည်းမြောက်တယ်ပြီးတော့ခင်ဗျားတို့ကာကွယ်နေရတာဟာဒီပြည်သူအကျိုးစီးပွားတယ်လည်းမဟုတ်ဘူးကျွန်တော်ပြောပြခဲ့တယ်ပေါ့နော်အဲ့ဒါကျွန်တော်လက်နက်ကြီးတွေနဲ့81တွေ79တွေနဲ့ထုတယ်ပေါ့နော်ဝိုင်းပစ်တယ်ပေါ့ပြီးတော့ကျွန်တော်လည်းလုံညိုရင်းရတော့နိုင်ငံတိုင်းနှစ်ထပ်တော့ကားတဲ့နေရာပြောတာပါလုံလောက်တယ်ထင်လို့ပြောတာဒါပေမဲ့နိုင်ငံပွင့်သွားပြီးတော့ကျွန်တော်လာပြီးတော့အစမှန်တာပေါ့နော်ကျွန်တော်တို့ရဲ့တိုက်နိုင်ငံလေးဆိုတာတော့ဘာလေးတွေပေါ့သူတို့ရဲ့79တွေ81တွေdirect လာထိတော့ပွင့်တာပေါ့ဒါပေမဲ့ဖျားသားမတယ်ကျွန်တော်မြစ်တာပွေးပို့နေတဲ့ပြည်သူရဲ့မြစ်တာအကြောင်းလို့ကျွန်တော်ယူဆပါတယ်ကျွန်တော်ရက်နေတဲ့အခန်းရဲ့အောက်ထက်ကဒီနိုင်ငံပွင့်သွားတယ်6ပေလောက်လေးအပေါ်တက်လာရင်ကျွန်တော်နဲ့တဲထိနေမှာပေါ့နော်ဆိုတော့ကျွန်တော်ကန်ကောင်းသွားတယ်ပြည်သူပို့သားသောမြစ်တာကြောင့်အသက်ရှင်ခွင့်ရတယ်ရဲတင်းတာတော့မဟုတ်ဘူးကျွန်တော်တို့မြစ်တာမှန်ကိုကျွန်တော်ရှိရနေပြီးတော့အားလုံးပေါ်နိုင်ငံသားအားလုံးပေါ်နိုင်ငံသားဆိုတဲ့ထက်မှာလက်ရှိဖက်စစ်တပ်စစ်သားတွေလည်းပါတယ်ပေါ့နော်အားလုံးပေါ်မှာကျွန်တော်မြစ်တာမှန်ထားတယ်အားလုံးကိုငင်းချမ်းတဲ့အနာဂတ်တစ်ခုအတူတည်ထောင်နိုင်တဲ့အထီကိုအကျိုးစားသွားစေခြင်းနဲ့ငင်းချမ်းတဲ့ရက်ဆွဲတွေဖြစ်ပေါ်မလာအောင်ရက်ဆက်ကြမ်းကြုတ်မှုတွေကိုဖန်တီးနေတဲ့ပုံကိုယ်တွေကိုသူတို့ရဲ့လုပ်ရက်တွေကိုတိနားလည်ပြီးတော့ဥပဒေနဲ့အညီလူသားရဲ့စာနာမှုရှုထောင့်နဲ့အညီစဉ်းစားပြီးရုန်းကန်တင်တာရုန်းကန်တွန်းလှန်တင်တာတွန်းလှန်ကူးပြောင်းတင်တာကူးပြောင်းပူးပေါင်းတင်တာပူးပေါင်းဖြစ်လာနိုင်အောင်လို့ကျွန်တော်ကသူတို့ကိုမေတ္တာနဲ့ရှင်ပြီးတွားရောက်ဖြောင်းဖျားနားချစီယုံတာဖြစ်ပါတယ်ပြီးတော့လည်းအနီးကပ်ထိတွားတယ်ဆိုတာကလည်းကိုယ့်ရဲ့မေတ္တာတရားမှုကိုယ့်ရဲ့ကိုယုံကြည်စိတ်ချမှုသူတို့ပေါ်မှာလည်းကျွန်တော်ကဒီလိုပြစ်ခတ်လိုက်မယ်လို့လည်းအများကြီးတော့မျှော်လင့်မထားဘူးပေါ့နော်ပြစ်မယ်လို့တော့ထင်တာပေါ့ဆိုတော့သူတို့အနီးထားသည့်ရဲတင်းနဲ့ချီးကပ်ပြီးတော့ကိုယ့်ရဲ့မေတ္တာတရားမှုကိုခံယူခွင့်ရနိုင်ပါစေသူတို့နားထိလာပြီးတော့ကြိုးဆိုတယ်ပန်းကုန်းဆုပ်ပြီးတော့ကြိုးစင်းလည်းကြိုးပွေးဖက်ပြီးကြိုးဆိုသေးလည်းကြိုးဆိုကျွန်တော်တို့သူတို့ရဲ့ဒီစိတ်ရိုင်းဝင်နေတဲ့မုံယိုနေတဲ့စင်တကောင်ကိုကျွန်တော်တို့ကအထူးလေးခတ်ဖို့ကျွန်တော်ကြိုးစားမယ်မုံထွက်သွားအောင်မုံကလွတ်သွားအောင်အာနာစိတ်ရိုင်းတွေကနေလွန်မြောက်သွားအောင်အောက်ခြေတပ်သားတွေနဲ့ရရှိတွေကိုကျွန်တော်တို့ကြိုးစားမယ်ဘာလို့ဆိုတော့သူတို့ရဲ့မိသားစုဝင်တွေသားသမီးတွေကိုကျွန်တော်တို့နိုင်ငံသားတွေကျွန်တော်တို့နိုင်ငံကိုဆက်လက်ပြီးတော့ဥဆောင်ထုစစ်သွားမယ်မျိုးဆက်တွေလို့ပဲကျွန်တော်တို့ကသဘောထားတော့သူ့အဖေတွေခုချိန်မှာယူမိုက်ရန်ကားနေတာကိုသူတို့သားသမီးတွေမိန်းမတွေတိတော်ညာလည်းပဲမတားနိုင်လို့မလွန်ဆန်နိုင်လို့သူတို့လည်းငြိမ်ခံနေကြရတယ်လို့ကျွန်တော်ထင်ပါတယ်ဒါနဲ့ကျွန်တော်တို့ဖြောင်းပြနာချစီယုံနဲ့ကျွန်တော်တို့ဘက်ကနေပြီးတော့ကြိုးစိုးနေတယ်အသက်ရှင်ခွင့်ပေးမယ်ပူပေါင်းကူးပြောင်းခြင်းနဲ့ဆိုရင်လက်ရှိယာတုအတိုင်းကျွန်တော်တို့ဒီဂရနီပြည်အစိုးရရဲ့ဥပဒေနဲ့ညီဒီနာကတ် professional federal တမတော်မှာထမ်းဆောင်ခွင့်ပေးမယ်စသဖြင့်ကျွန်တော်သွားပြီးတော့သူတို့ကိုပြောပြခဲ့တာဖြစ်ပါတယ်အဲ့တော့ဒါပေမဲ့သူတို့ဘက်ကကျွန်တော်ကိုလက်နက်ကြီးတွေနဲ့တုံ့ပြန်လာတွေ့ရသလိုတရက်ထဲမှာပဲမိနစ်တရက်ထဲမှာပဲဟာသလည်းပြောရမယ်ပေါ့နော်ကျွန်တော်နဲ့ပတ်သက်ပြီးတော့တော်တော်ကိုသူတို့ဘက်ကစိတ်သက်စစ်စင်ရေးရုပ်ကန်ပေါ့နော်ရုပ်မာလောက်လာတာတွေ့ရပါတယ်ကျွန်တော်ရှိလည်းအများကြီးပေးပို့လာပါတယ်ကျွန်တော်ရဲ့ကိုရေးရဆိုရင်အတုပေါ့နော်အတုတကယ်ကိုဗျမ်းမတာရေးထားတာအဲ့ကျွန်တော်ဖတ်ကြည့်ပြီးတော့ခွီးဆိုတော့သတင်းအောင်တီးသွားတယ်ကျွန်တော်အကြောင်းရေးထားတဲ့ဗျမ်းမတာဆိုတာလေမွေးတဲ့မွေးတဲ့နေရာကိုလည်းလက်ရှိနေရလိမ့်စာလို့ရေးဇနီးနာမည်ဒီပေါက်တက်ခဲ့ရရှောက်ရေးကျွန်တော်ထောင်ချခဲ့တာကိုလည်းပေါက်တက်ခဲ့ရှောက်ရေးအဓိကသူကအမှန်တပွဲမှားတပွဲဒီအာနာရှင်ဖက်စစ်တွေလှုပ်လှထားရှိတဲ့ဝါဒဖြန့်ဒီတိုင်းမှန်တပွဲမှားတပွဲပေါ့မှန်တဲ့တချို့ချက်လေးကျွန်တော်နာမည်မှန်တယ်ကျွန်တော်ရဲ့မွေးတဲ့လိမ့်စာမှန်တယ်အမကဘာထည့်လဲဆိုတော့ तू ကတက်ကြကြီးဇနီးကိုတဲ့လားဗာလဲဗာဆိုလဲဥစားပေါ့ကျူးလွန်လို့ပေါ့နော်ကျွန်တော်ကမရင်းကျင်းလို့
ထောင်ချထုတ်ပြခံရတယ်ဖြစ်တယ်ဆိုတစ်ချက်ကို तू ကထည့်ပြီးတော့တွေ့လာတဲ့ဒီလိုကောင်မျိုးကိုရေးရဆိုရင်ဖတ်ကြည့်တယ်ဟုတ်နဲ့သူတို့အားလုံးတစ်ပြိုင်တည်းဖြန့်တယ်ကျွန်တော်ကြည့်တော့ရည်ကျင်တာပေါ့နော်တစ်ဖက်တည်းကတွေးကြည့်တာကလည်းအမတန်မှနှိမ့်ကြတဲ့ရုပ်ကမ်းမှုနဲ့ပြုတ်ကျင်လာရပြီဆိုရင်စုပ်လန်းမဲ့သွားပြီဆိုတဲ့သဘောကိုပြတာပဲဖြစ်တယ်ဘာလို့ဆိုတော့လူတစ်ယောက်ကိုပုဂ္ဂိုလ်ရေးရဘုန်းကြီးဆိုတဲ့သင်္ကန်းခြုံထားတဲ့စောက်ကရုံးတစ်ကောင်လည်းပြောနေတာလည်းကြားရတယ်ကရုံးတစ်ကောင်လည်းပြောနေကြားရတယ်ကျွန်တော်သူလည်းသိတာမဟုတ်ကျွန်တော်အကြောင်းဒါဒီကောင်ကဒီထက်ကစစ်တပ်ကကောင်ကဒီလိုပြောလိုက်ဆိုထုတ်ပြောလိုက်ဆိုသင်္ကန်းခြုံထားပြီးတော့လေဒီလိုပြောတဲ့လူကရုံးကြီးလည်းရှိသေးတာပဲလို့ကျွန်တော်ထင်မိတာပေါ့နော်ဆိုတော့လူတစ်ယောက်ရဲ့အကြောင်းလည်းဂကနာလည်းမသိဘူးပေးချလည်းမသိဘူးဒီကောင်မဒိန်းကောင်ဒီကောင်တက်ချက်ကြီးစနီးကိုလွန်ခဲ့တဲ့တိုင်ထိတ်ကလေးကဒီသတင်းကိုကြားလာတာစသဖြင့်ပေါ့နော်ကြားသတင်းနဲ့ဒီလိုကျွန်တော်ကိုပုဂ္ဂိုလ်ရေးရဒီနာမည်ဖြတ်ဖို့တပြိုင်နက်တည်းဝမ်းဝင်စူးစမ်းလာတာတွေ့ရပါတယ်ဟုတ်ကဲ့ကျွန်တော်ထပ်ပြောပါမယ်ကျွန်တော်ကကိုယုံကြည်ချက်ကြောင့်နှုတ်ထွက်လာခဲ့တဲ့သူဖြစ်တယ်နော်ဘာပြည့်မှုမှမရှိခဲ့ဘူးအတန်းတိုင်းမှာတင်တန်းတိုင်းမှာကျွန်တော်အနည်းဆုံးတော့အလဲလက်နဲ့အထက်ကြီးပဲအောင်မြင်ခဲ့တဲ့လူဖြစ်တယ်ကျမ်းမာရေးလည်းတောင်းမြည်ဘာယောဂမှမရှိဘူးဖက်စစ်အာဏာရှင်စနစ်ကိုမကြိုက်လို့ဖက်စစ်တွေကိုတွန်းလှန်မယ်ပယ်ဖြတ်မယ်တမတော်အစ်စ်ဖွဲ့မယ်ဆိုတဲ့ယုံကြည်ချက်နဲ့ကျွန်တော်ကတက်ကနှုတ်ထွက်လာခဲ့တဲ့ကောင်ဖြစ်တယ်ဆိုတော့ဒါကိုအရန်ကြောက်တော့ဖက်စစ်မဲအွန်လိုင်းအုပ်စုထဲမှာအခုထိပ်ပိုင်းမှာကျွန်တော်လှမ်းပြောတယ်မဲအွန်လိုင်းကသူ့ထိပ်ပိုင်းတွေပြိုကွဲနေတာဟာကျွန်တော်ကဒီဘက်ကနေပြီးတော့ပြင်းပြင်းထန်ထန်စိတ်သက်စစ်စင်လို့ကျွန်တော်ပတ်စင်တွေကိုကျွန်တော်ချိတ်ဆက်ပြီးတော့ဖြိုကွဲနေလို့ဖြစ်တယ်လို့သူတို့သုံးသပ်တယ်တဲ့တော့ကျွန်တော်ပတ်စင်လဲကျွန်တော်ဘယ်ကောမှမချိတ်ပါဘူးသူယုံကြည်ရသူကသူလောက်ကြပြီစီကျွန်တော်ဘယ်ကောမှမချိတ်ဘူးချင်းပြောတာယုံကြည်ပြောဘူးပေါ့ဘယ်သူမှသိတယ်မချိတ်ဘူးဒါဆိုကိုယ်သမိုင်းကိုရေးနေတာကိုယ်နာကလန်ကိုဖောက်နေကြတာကိုယုံကြည်ရကိုရှောက်နေကြတဲ့လူတွေဖြစ်တယ်ဆိုတော့စောစောကလို့ကျွန်တော်ကဇာတိတာတွေပြက်တယ်ဆိုပြီးတော့ဒီပုတ်ချရှုတ်ချဖို့လှုပ်လာတဲ့ဥစ္စာတွေကိုပြည်သူတရားလုံးကနားလည်လိမ့်မယ်လို့ထင်တယ်ကျွန်တော်တော့လိုက်ရှင်းပြနေမှာတော့မဟုတ်ဘူးတကောင်ချင်းတယောက်ချင်းစီကိုဘာလို့ဆိုတော့ရုပ်ကန်းတဲ့လူကျွန်တော်ပြောတဲ့စကားရှိပါတယ်ခရိုင်းတုံ့ပြန်တာရှိပါကျွန်တော်အဲ့လိုမျိုးပေါ့မရင်းကောင်လို့ပြောနေတာကိုဘယ်သူကပြောနေတယ်ခင်ဗျာသွားပြီးတော့မဖြေရှင်းဘူးလားဘယ်ကောင်ကတော့မျက်နှာဖုံးတက်ပြီးတော့ခင်ဗျာကိုရှုပ်ချနေမဖြေရှင်းဘူးလားကျွန်တော်ပြောလိုက်တယ်ဈေးတွေကအမဲသားအမဲရိုးပုံနောက်ပေါ့နော်အမဲသားတဲ့အမဲရိုးပုံနောက်မှာဟောင်းနေတဲ့ခွေးတွေဘယ်ကောင်မှအလေးပေးသွားမကြည့်ဘူးလို့ခွေးလို့လုပ်လိမ့်မယ်လို့ကျွန်တော်ပြောလိုက်အဲ့တော့ပြည်သူလူထုလည်းလိုက်ပြီးတော့မတုတ်ပြန်နဲ့မခံစားနဲ့အမဲရိုးပုံနောက်ကခွေးလို့လိမ့်မယ်သူကအမဲရိုးသူကစားဖို့ကြီးသူစောင့်နေတာဟုတ်ဆိုတော့ကျွန်တော်တို့ဆက်သွားကြအောင်အခုဖက်စစ်မင်းအောင်လှိုင်ရဲ့လက်ရှိနောက်ဆုံးထုတ်ပြန်ချက်လေးတစ်ခုဟာစိတ်ဝင်စားကြလဲကောင်းတယ်လို့လက်ရှိမင်းအောင်လှိုင်ရဲ့ဆရာနာသိမ်းမှုကြီးကိုအမိပြုတ်ပြီးတော့ဓမြတိုက်ရဝေစုလေးများရလိမ့်မလားဆိုပြီးတော့ရေးလိုက်ငားလိုက်နေတဲ့စစ်ဗိုလ်ချုပ်ကြီးတွေအတွက်လည်းအမတန်စဉ်းစားကြဖြစ်သွားပါပြီ။ဘာလို့ဆိုတော့မင်းအောင်လှိုင်အခုဖမ်းခံလိုက်ရတဲ့စစ်ဗိုလ်ချုပ်မူချုပ်6ယောက်ပါဝင်ပေါ့။ဘယ်ပြောင်းမယ်လို့တန်တရားရှိတော်သူများဘယ်ပြောင်းသွားတယ်လို့ယူဆတော်သူများတချို့ကဖမ်းခံတယ်ပြောမယ်သူစိတ်ထဲမှာဘယ်ပြောင်းနေလို့အမှန်တကယ်ဖမ်းခံလိုက်ရတာဘလို့မှမခံမတိုက်နိုင်တော့လို့နောက်တော့တချို့ကတော့ယုံကြည်ချက်ရှိဘယ်ပြောင်းတော်သူများဒါကျွန်တော်ထုတ်ပြောလို့ကျွန်တော်တို့အပြစ်မဆိုနဲ့ဘာလို့ဆိုတော့တချို့ကဒီလိုတင်းတွေထုတ်ပြောလိုက်ရင်သူတို့ထက်ကဘယ်ပြောင်းလာမှဟိုဟန်ထားလိုက်သူတို့ဖြစ်လိမ့်မလားပေါ့ပြောကြတယ်မဟုတ်ဘူးအမှန်တိုင်းပဲပြောရမယ်ကျွန်တော်တို့ကမင်းအောင်လှိုင်ရဲ့လုပ်ရက်ကိုမှားရင်မှားတယ်မှန်တယ်ပြောရမယ်ဒါပေမဲ့မှန်တာမရှိလို့မှားတာကြီးပဲပြည်နေတာအဲ့တော့မင်းအောင်လှိုင်ဘာထုတ်လိုက်လဲဆိုတော့ဘယ်ပြောင်းမယ်လို့ယူဆတော့သူဥမာဆိုရင်သူပြောတဲ့အမိန့်ကိုမနာခံတော့သူမျိုးစစ်စင်ထွက်ပါတော့စစ်စင်မှာလိန်ညာပြီးတော့တလောကရခိုင်ကဖမ်းခံလိုက်ရတဲ့ဗျူဟာမှုတွေလို့ပေါ့စစ်စင်အတူတွေပြတာတော့ထည့်ပြောအောင်မယ်အဲ့မှာဗျူဟာမှုအုပ်စုချင်းဖြစ်နေတဲ့ပြဿနာကိုလည်းကျွန်တော်ကသိတယ်ဗျူဟာမှုတွေဘယ်လောက်အကျင့်ရုပ်လာလဲဆိုတော့သူ့တက်စကန်ကိုအေးတွေလာမတိုက်အောင်လို့တခြားဗျူဟာကုန်းမှာသွားပြီးတော့သူ့လူတွေကိုသွားပြီးတော့လက်နက်ကြီးနဲ့တခြားဗျူဟာကုန်းနာရခိုင်ရွာတွေပစ်ခိုင်းတယ်ဒါဆိုအေးကဒီဗျူဟာတော့ငါတို့ရခိုင်ရွာတွေပစ်တာပဲသူအဲ့ဒီဗျူဟာဝင်တိုက်အမှန်တကယ်မို့တခြားဗျူဟာစစ်တိုက်ချင်းပဲကြောက်တွန်းတာအဲ့လိုမျိုးတွေလုပ်ကြပြီးတော့သူတို့ကချင်းကြောက်တွန်းကြတာတွေလုပ်နေကြတာပေါ့နော်ဆိုတော့အဲ့လိုမျိုးလက်နက်ချမယ်လို့ယူဆတော့သူစစ်စင်ရေးမှာလိန်လေပြီးတော့သူများကိုကြောက်တွန်းတယ်လို့ဒီလူတွေအကုန်လုံးမရောက်လာဘာအမိန့်ထုတ်ပြန်တယ်လဲဆိုတော့ရာရှိကြီးတွေရဲ့လှုပ်ဆောင်ချက်တွေမူမမှန်ရင်ဘက်ပြောင်းသွားတယ်လို့ယူဆသုံးသပ်ရင်သူ့မိသားစုဝင်တွေအကုန်လုံးချက်ချင်းဖမ်းဆီးဖို့အမိန့်ထုတ်ထားတယ်နော်ဆိုတော့မင်းအောင်လိုင်းဒီဥပဒေမဲ့သွားပြီယောက်ျားပြစ်မှုကျူးလွန်ရင်ယောက်ျားနဲ့ပဲသက်ဆိုင်တယ်ဟုတ်လားဒါပေမဲ့အခုကမရတော့မိသားစုတွေပါအကုန်ဖမ်းဖို့သူကအမိန့်ထုတ်လိုက်အဲ့တော့အကြောက်တရားတဲ့ဗိုလ်မှူးချုပ်တွေ level မှာအခုကအမြင့်ဆုံးဖြစ်သွားပြီပြေးစရာလည်းမြေမရှိဘူးဒါပေးစရာငွေတော့သူတို့မှာအပြည့်ရှိတယ်ဒါပေမဲ့ပြည်နေတဲ့ငွေကအခုချိန်မှာဘာမှသုံးစားလို့မရတော့ဂုံတိတ်ခါတွေအတွက်လည်းဝယ်ပြန်ဝင်လို့မရတော့ဘူး
မြန်မာနိုင်ငံအနာဂတ်မှာဖက်စစ်အာဏာရှင်စနစ်3နှစ်တာရက်ဆက်ကြမ်းကြုတ်စွာလဲပတ်ခဲ့မှုတဲ့ထက်မှာငါတို့ထဲထဲဝင်ပါဝင်ခဲ့မှုတဲ့ဆိုတဲ့နာမည်ဆိုးကြီးကိုဘယ်ငွေတသန်းနဲ့မှချေဖြတ်လို့မရနိုင်တော့ဒါမှရှိသေးတာပေါ့ခုချိန်မှာသာမှန်တဲ့တရားအတွက်နိုင်ငံတကာဆရာစုမှုခုံရုံးတွေအတွက်တက်သေးတွေဖြစ်လာရောက်ပြီးတော့နိုင်ငံတော်တက်သေးပြည်သူကိုစားပြုတက်သေးဖြစ်ထွက်ဆိုပေးမယ်ပူပေါင်းကူပြောင်းပြီးတော့ကျွန်တော်တို့နဲ့အတူအမြန်ဆုံးမင်းအွန်လိုင်းရဲ့ဖက်စစ်အာဏာရှင်ဝါဒချုပ်ငိမ့်ဖို့စူးစမ်းပေးမယ်ဆိုရင်တော့စောစောပြေးစရာမြေမရှိဘူးဆိုတဲ့စကားလုံးကပြင်ဆင်ပေးရမယ့်သဘောရှိတာပေါ့ပြေးစရာမြေရှိပါတယ်ပြေးတာမဟုတ်ဘူးခေတ္တရှောင်ရှားဖို့မြေရှိတယ်ပေးစရာငွေကတော့ပြည်သူအကျိုးတွေပြန်သုံးရမှာပေါ့နော်ဆိုတော့မိသားစုတွေကိုပါဖမ်းဆီးဖို့အမိန့်ထုတ်လိုက်တယ်ဆိုတဲ့အခြေအနေဟာမင်းအွန်လိုင်းရဲ့နောက်ဆုံးထွက်တဲ့အတွက်ရသမျှယုံသွားမယ်ဆိုတဲ့သဘောဖြစ်တယ်အဲ့တော့သူ့မိသားစုဝင်သူ့တပ်ဖွဲ့ဝင်တွေသူ့ဗိုလ်ချုပ်မိသားစုတွေလည်းသူရှောင်မှာမဟုတ်ဘူးအားလုံးဖမ်းဆီးမယ်ရက်ဆက်မယ်တပ်ဖြတ်မယ်အဲ့တော့ဒီလောက်ရက်ဆက်ကြမ်းကြုတ်ရုပ်မာရိုင်းဆိုင်တဲ့မင်းအွန်လိုင်းဖက်စစ်လို့တရဝါကိုဘယ်လိုအုံနှုံနဲ့များဒီဗိုလ်ချုပ်ဆိုတဲ့ကောင်တွေကဆက်လက်ပြီးအမိန့်နာခံနေတယ်လေကျွန်တော်လိုက်စဉ်းစားကြည့်တယ်ညံမမီဘူးဥပဒေရပဲကြည့်မင်းအွန်လိုင်းလောက်ရကလုံးဝမှားရင်းနေတယ်ဒါဟုစစ်တပ်ရဲ့စစ်ဗိုလ်တွေဆိုတာနိုင်ငံတော်ကာကွယ်တက္ကသိုလ်တွေပါဝင်စေစုတက္ကသိုလ်တွေတက်တဲ့အခါမှာဥပဒေဆိုတဲ့အကြောင်းတွေဥပဒေကိုလေးစားလိုက်နိုင်ရမယ်ဆိုတော့ဒီ doctrine တွေကိုကောင်းကောင်းခံယူထားတဲ့လူတွေဖြစ်တယ်ဒီလူတွေကဒီလောက်ဥပဒေဖောက်ပြန်နေတဲ့မင်းအွန်လိုင်းကိုဘာကြောင့်ဥပဒေနဲ့မညီလုံနေတာကိုတိတိနဲ့လိုက်နာနေတယ်စဉ်းစားလို့မရဒါဥပဒေရှုတော့နောက်တစ်ယောက်ကကိုချင်းတရားနဲ့ဒီလူသားချင်းစာနာမှုဆိုင်ရာရှုတော့ဒီတော့ပြည်သူတရားလုံးကိုရန်သူလူသဘောထားတပ်ဖြတ်နေတယ်ဖျက်အားပြင်းနေနဲ့ပြည်ပကျူးကျော်စစ်ကြမှာတုံးလို့ရမယ်တကယ်အတွဲလိုက်ဒုံးတွေရဟရင်တွေတိုက်လေရင်တွေတကယ်ကိုဓာတုဗေဒဘုံတွေပြည်ပကျူးကျော်စစ်ဖြစ်လာမှအပြင်းထန်ပြည်သူအကျိုးစီးပွားအလုံးငါကာကွယ်ရန်သုံးပြရမယ်ဥပဒေကခွင့်ပြုထားတဲ့လက်နက်တွေကိုကြီးရွာလေးဘုံကြီးကျောင်းတွေစာသင်ကျောင်းတွေအပြစ်မဲ့ပြည်သူတွေစေဖေးကျောင်းစခန်းတွေရက်ဆက်တာမှရိုးရိုးနဲ့နူးနူးညံ့ညံ့နဲ့ပြောပြရက်ဆက်ဒီလောက်ဘုံကျက်တပ်ဖြတ်နေတဲ့ဆရာစုမှုတွေကျူးလွန်နေတော့တည်ရနေဒီစစ်ဗိုလ်ချုပ်တွေဘယ်နှလုံးသားနဲ့ပြည်သူပေးတဲ့တက်ဆင်ထားတဲ့လက်နက်နဲ့ပြည်သူကိုရက်ဆက်ချေမုန်းနေတာကိုလှုပ်ရက်နေတာလဲကျွန်တော်ညံမမီဘူးစဉ်းစားလို့မရဘူးဒါကလူသားချင်းစာနာမှုနဲ့စိတ်နှလုံးသားခံရရှိတော့နောက်တစ်ခုကတော့စစ်သားတို့ရဲ့ကျင့်ဝတ်ပိုင်းဆိုင်ရာရှုထောင့်နဲ့ထပ်ပြောအောင်စစ်သားတို့ရဲ့ကျင့်ဝတ်စစ်သားကောင်းတယောက်ဆိုတာပြည်သူအတွက်လို့သူကအမြဲခံယူထားပြီးပြည်သူအကျိုးစီးပွားအလုံးငါရဲ့ဒီတန်ဖိုးအထားဆုံးဖြစ်တဲ့အသက်ကိုငါရဲ့တန်ဖိုးအထားဆုံးဖြစ်တဲ့ဘဝခန္ဓာကိုပေးဆက်ဆွန့်လွတ်ပါမယ်ဆိုတဲ့မုံမြတ်နှလုံးသားတဲ့လူတွေစိတ်ယူနေဖောင်းဝတ်ထားပြီးတော့ဝင်ကြွားတယ်ဂုံယူတယ်ဆိုတာကကိုယ်အသက်တော်မနှမျောဘူးငါပြည်သူလူထုအတွက်နိုင်ငံတော်အတွက်ငါအသက်ကိုငါပေးရဖို့အစဉ်သစ်ရှိနေတဲ့ငါစိတ်နှလုံးသားငါပိုင်းဖြတ်ခံယူထားတာဖြစ်တဲ့အတွက်ငါအမွေအမြတ်ဆုံးနှလုံးသားပိုင်ရှင်ကိုတည်တဲ့အတွက်စတားကောင်းဆိုတာဒီလိုဖြစ်နေအခုကပြည်သူတရားလုံးကိုရဲဆက်တတ်ဖို့ရဲရင်နေပြီးတော့မတရားမှုတွေဒီလောက်ဒင်းကြမ်းလုပ်နေတဲ့ဖက်စစ်အာဏာရှင်ကြီးတွေဖက်စစ်အာဏာရှင်လုပ်ရက်တွေကိုဝင်ကူနေတယ်ဆိုတော့ကျွန်တော်စဉ်းစားလို့မရဘူးညံမမီဘူးစစ်ဗိုလ်ချုပ်တွေမင်းနဲ့မင်းတို့ဘာကောင်းနေလဲမင်းလူတွေလားလူဆိုလူစိတ်ရှိရမှာပေါ့တိုင်းမှုတွေကိုမေးကျင်တယ်မင်းတို့သင်ခဲ့တဲ့ပညာသင်ခဲ့ပေးခဲ့တဲ့ဆရာတွေနဲ့မင်းတို့ထားရှိတဲ့ pride မင်းတို့ထားရှိတဲ့ honor မင်းတို့ထားရှိတဲ့နောက်တစ်ခေတ်အောင်စစ်သည်ဆိုတဲ့ယုံကြည်ချက်တွေကိုဘယ်လမ်းဘေးမှာလွတ်ပစ်ခဲ့တာလဲမင်းတို့ကဘဏ်ထဲမှာဒေါ်လာတန်းရာချီရှိနေတာဟာဂုံလို့ထင်နေလားဒီဘဏ်ထဲမှာရှိတဲ့ဟာမင်းတို့သွားခိုးအပ်ထားတဲ့နိုင်ငံတကူကဘတ်ဆိုကောက်တင်လိုက်တဲ့နဲ့မင်းတို့ဒီနေ့တိတ်မနေ့ပြန်ခွေးဖြစ်မှာပိုင်ဆိုင်မှုဆိုတာလည်းကားပဲပြည်သူမြစ်တာဒီတာပြည်သူဤယုံကြည်ချက်ဒီတာပြည်သူဤအားကိုးမှုကိုခံယူရတဲ့စစ်သားဒီတာမွန်မြတ်ဆုံးဘဝဂုံပုတ်ပိုင်ရှင်တွေဖြစ်တယ်ဘဏ်တိုက်ထဲမှာရှိတဲ့ဒေါ်လာတန်ပေါင်းများစွာဟာစစ်သားတယောက်ရဲ့ဂုံပုတ်မဟုတ်ဘူးတခိုးဓမြတယောက်ကဲအထုပ်တည်တာဖြစ်လိမ့်မယ်အဲ့တော့တခိုးဓမြရဲ့အထုပ်တွေကိုမင်းတို့ကအဟုတ်ကြီးထင်ပြီးဘဝလို့ထင်နေရင်တော့မင်းတို့မှားမယ်စစ်ဗိုလ်ချုပ်တွေတငယ်ချင်းတွေထပ်ပြောမယ်မင်းတို့နဲ့မကြခင်မြေပြင်မှာတူတွေ့ကြမှာပါမင်းတို့တိုက်လေရင်ကြီးတွေရှိရဟန်းကြီးတွေရှိနော်တကယ်အတွဲလိုက်ပြစ်ခတ်နိုင်တဲ့ rocket launcher ကြီးတွေရှိလေမင်းတို့အမိန်ပေးရမယ်စစ်သားတွေရဲ့နှလုံးသားတွေကိုတစငါရိုက်သွင်းပေးထားတဲ့အမှန်နဲ့တရားမုံမြတ်နှလုံးသားကိုကျင့်သုံးနိုင်မဲ့စစ်သားကောင်းတွေရဲ့စိတ်ဓာတ်ဒါတွေဟာမင်းတို့အမိန်ပေးလာတဲ့အချိန်မှာသူတို့ကွေးမဲ့လက်ညှိုးတွေအတွက်ပြောင်းပြန်လာရတွေဖြစ်လာလိမ့်မယ်ပြီးတော့တဖြည်းဖြည်းမင်းတို့ချိနေလာတဲ့အတွက်ကြောင့်လင်းပြန်စီမရှိလို့ပြန်မတက်နိုင်ဘူးလင်းပြန်ပြင်ဆင်စေးမရှိလို့မပြင်နိုင်ဘူးတစည်းပြစ်ချခံရလို့နဲလာတဲ့ကောင်းကင်ကပြန်တတ်နိုင်မှုတွေ
မင်းတို့အတွက်တစ်ဖြည်းဖြည်းအနေကျုံအခြေကျုံလာတဲ့အခြေအနေတွေအဲ့ဒီအချိန်ကြမှာတကယ်ချင်းငါမှားခဲ့ပါပြီတို့လာမပြောနဲ့ very sorry ပဲအခုချိန်မှာတိုင်းပြည်အရန်မနာသေးတဲ့အချိန်မှာပူပေါင်းမှာကူပြောင်းမှာချိန်ဆက်ပါမင်းအောင်လှိုင်ဒီအချိန်တိုကာလတစ်ခုတွင်လုံးဝပြိုလဲပျက်စီးမှာဖြစ်တယ်သူ့နောက်မှာဘလောက်ပဲရုံမာတဲ့နိုင်ငံတစုစုကထောက်ခံထားသည်ဖြစ်စေအခုတိုင်းသားအလုံးရဲ့ပေါင်းဆက်ညီညွတ်လာတဲ့အနေထားမကြခင်မှာရပိုင်းတော်တဲ့မှာတိုင်းတက်မှဌာနချုပ်ကိုယ်တိုင်လက်နက်ချလာတော့မယ်ဆိုတာငါကြိုပြောထားပြီးပြီဗျူဟာလိုက်တွေလက်နက်ချလာဖို့ရှိတယ်ဆိုတာလည်းငါကြိုပြောထားပြီးပြီကျွန်တော်ပြောတာငါဆိုတဲ့အသုံးလုံးခွင့်လို့ပါတိုင်းမှုဆိုတဲ့တတ္တဝါတွေကိုကျွန်တော်ကရည်ရွယ်ပြီးပြောတာဖြစ်တော့ပြည်သူများခွင့်လို့ပါနော်တိုင်းမှုဆိုတဲ့ဗိုလ်ချုပ်တွေလူစိတ်ကိုပြန်မွေးနိုင်ဖို့တတ္တဝါစိတ်ကိုချွတ်ဖို့ကျွန်တော်ရိုင်းပြောတာခွင့်လို့ပါဟုတ်ကဲ့အဲ့တော့ဆက်ပြီးတော့ကျွန်တော်ပြောချင်တယ်မြေပြင်မှာမကြခင်တွေ့မယ်အဲ့တော့ခင်ဗျားတို့တွေမင်းတို့တွေမှားတဲ့ဘက်ကိုဆက်ပြီးတော့မိုင်းယူရဲ့ရန်ကားစာသွားမလားတိုင်းပြည်ကိုဖျက်ဆီးခဲ့တယ်ဆိုတော့ဂလုံးဦးစောခဲ့တော့နော်ဂုံပိုဆိုးတွေနဲ့သမိုင်းမှာရာဇဝင်တွင်ကြံခဲ့အောင်လုပ်မလားအခုချိန်မှာအမြန်ဆုံးစဉ်းစားဖို့လိုပြီမင်းအောင်လှိုင်ရဲ့လက်ပါစီအဖြစ်ကရုံထွက်ဖို့လိုပြီလို့မနက်ခင်းနှုတ်ဆက်ခြင်းကနေပြီးတော့ပြည်သူတရားလုံးကိုဒေါ်လာမနက်ခင်းမှာအားလုံးကိုဆက်လက်ပြီးတော့ကြိုးပမ်းကြပါစို့လို့စိတ်ပူပေးတဲ့မိသားပြည်သူအားလုံးကျေးဇူးတင်